ဒီနေ့ကြီးခဲ့ရတဲ့ပွဲကတော့တော်တော်လေးကိုဆုတ်ဆုတ်ပြက်ပြက်ပဲကျွန်တော်တို့အယ်ဂျီးရီးယားအသင်းနဲ့စတင်ပြီးတော့အာဂျင်တီးနားအသင်းကကဲလို့ဆိုတော့ထားပါတော့ဗျာ2022ခုနှစ်ကနေကကျွန်တော်တို့အာဂျင်တီးနားအသင်းဒီဒိုင်းကူတယ်ဆိုပြီးတော့နာမည်ကြီးနေတယ်အဲ့ကနေကကျွန်တော်စတင်ပြီးတော့သတိထားမိကြတယ်ကျွန်တော်တို့ဘယ်ပွဲစဉ်ပဲဖြစ်ဖြစ်ကိုပါအမေရိကပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်မက်ဆီဘက်ကိုတော့ဒိုင်းနေတော်တော်လေးကိုဘတ်လိုက်တာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီပွဲစဉ်ကတော့တော်တော်ကြီးကိုစိတ်ပြတ်သွားတယ်ဘောလုံးပွဲကိုမကြည့်ချင်တော့အောင်ထီကိုဖြစ်သွားတာဒါတကယ်ပြောတာမက်ဆီဒီဘောလင်းဒီယောစုတွေ9ချိန်အထိခရိုင်းပြုံများခိုးယူခဲ့တယ်နော်သူနဲ့ထိုက်တန်တာဆိုလို့3လုံးပဲရှိတယ်ကျန်တဲ့9ချိန်ကမထိုက်တန်ဘူးလို့ကျွန်တော်ထင်မြင်မိတယ်ဒါတွေကဘတ်လိုက်ပြီးတော့ပြောနေရတယ်မဟုတ်ဘူးဗျာတော်တော်လေးလဲစိတ်ပြတ်ဖို့ကောင်းတယ်အဲ့လိုလုပ်လို့လဲမက်ဆီဒီရိုနယ်ဒိုတော့ပိုကောင်းတဲ့ကစားသမားဖြစ်လာမှာမဟုတ်ဘူးခင်ဗျားတို့အဲ့လိုလုပ်နေဖီဖာကိုကျွန်တော်ဝေဖန်နေရနော်မက်ဆီကိုကျွန်တော်တိုက်ခိုက်စော်ကားနေရမဟုတ်ဘူးမက်ဆီကိုတိုက်ခိုက်စော်ကားနေမှာဖီဖာရဲ့လောက်ရက်တွေကိုကျွန်တော်ပြောပြနေရဖီဖာရဲ့စနက်တွေမကင်းဘူးတော်တော်ကြီးကိုစိုးတယ်မက်ဆီလုံနေတာရတော်တော်ကြီးကိုရုပ်ပေါက်တော့အားကြီးနေတယ်ကျွန်တော်သေချာပြန်စဉ်းစားကြည့်လိုက်ပါဖီဖာတာမျိုးတွေလုံနေလို့မက်ဆီဒီဘယ်တော့မှအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာမှာမဟုတ်တော့ဘူးဒါဖီဖာရဲ့အတုံးမကျတဲ့ဆုံးဖြတ်ချက်တွေပေါ့ဗျာဒီလားတိုင်းအားမ9ပွဲကစားပြီးတော့3ပွဲပင်နယ်တွေရတာတို့ဒါမျိုးတွေကတော်တော်ကြီးကိုစိတ်ပြက်စရာကောင်းတယ်ဒါမျိုးတွေကိုမှခင်ဗျားတို့ဖီဖာမကူဘူးဘာဖြစ်တယ်ဆိုတော့ခင်ဗျားတို့ကန်းနေခင်ဗျားတို့တစ်ဖက်ပိတ်နေရခင်ဗျားတို့လုံးဝတစ်ဖက်ပိတ်နေအီဂျစ်ဒီဘောလုံးအသင်းတစ်သင်းမှာနော်ဘောလုံးအသင်းတစ်သင်းမှာသူတို့ကြီးနိုင်ငံနဲ့ခြေပြီးတော့သူတို့နောက်မှာတန်းပေါင်းများစွာသောလူတွေကအားပေးနေတယ်ဒါသူတို့နိုင်ငံအတွက်ဖြစ်ကောင်းဖြစ်နိုင်မယ်ဗျာဒါပေမဲ့အာဂျင်တီးနားနဲ့ဖီဖာရဲ့လောက်ရက်တွေကိုကြည့်လိုက်ဗျာအာဂျင်တီးနားဘာမှတော့လုံးစရာမလိုဘူးအေးဆေးလေးရီလိုက်ငားလိုက်မျောလိုက်နေယုံပဲဘာမှမခက်ခဲဘူးသူတို့အတွက်နိုင်ပွဲတစ်ပွဲဆိုတာကမက်ဆီရောဒီလိုဖလားမျိုးကြီးကိုစိတ်ရောတန့်ရလားငါသာဆိုတော့အဲ့လိုမျိုးကြီးမလိုချင်ဘူးကမရရင်နေပါစေသိလားတော်တော်လေးတော့ရုပ်ပေါက်ပါတယ်ဒါတော့ပဲပြောပဲ